မင်္ဂလာပါဒီတစ်ခေါက်ပြပြမယ့်ကြပြလေးကတော့ဆရာဆန်းဝင်းမြင့်ရဲ့ချစ်တာသည်ဘဝတစ်ပါးဆိုတဲ့ကြပြလေးဖြစ်ပါတယ်ချစ်တာသည်ဘဝတစ်ပါးညဟာအဆုံးမရှိအိမ်မက်ကလည်းမမတ်ချင်မှအဆုံးချစ်လိုက်တာကလည်းမိုးမွန်နေတာပဲဒီကဘာကုံဆုံးပြီးရင်နောက်ကဘာဦးမနဲ့ခင်တစ်ခုမှာအတူနိုးထလာမယ်ပင်လေဟာနဲ့တယ်ကျဲတွေလင်းလက်တယ်ရေရဲ့ဘာသာစကားနဲ့ငါးတွေဆက်သွယ်ကြတယ်ဒီတစ်နှစ်လဲရောက်ရအရက်ကလှည့်ပြန်လာတယ်ဒီတစ်ခေါက်လဲတောင်ဘက်မုတ်ခတက်ခဲ့တယ်တယောက်မွေးနေ့အတွက်တယောက်တိမ်နေ့ရှိခဲ့တယ်သွားနေရင်ရောင်းနှင်ပြီးနောက်ဘကလည်းလွဲရအောင်မယ်တက်တော်ရှိပါစေဆိုတာလူတယောက်ကလူတယောက်ကိုမတက်ခင်လေးမှာပြောတဲ့စကားပဲမင်းအသက်မရှိတော့တာနဲ့ကိုလည်းအသက်မဲရလေတယ်ဆိုင်းဝင်းမြင်